မှာ view ကို KD million လေးထိတိုးလို့ရအောင် TikTok ဗီဒီယိုတင်လို့ရမယ်နီလန်းလေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဤပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတဲ့တန့်စောဖြစ်ပါတယ်ခင်ဗျာဒီနီလန်းလေးကတော့ view ကျနေတဲ့လူတွေ TikTok စတုံးတွေက view မတက်တဲ့လူတွေအတွက်အသုံးဝင်တဲ့နီလန်းလေးဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကတော့ကျွန်တော်တို့ဗီဒီယိုကိုပုံမှန်တင်နေကြနေရမှာမဟုတ်ဘဲနဲ့ရှားနေရာလေးတစ်ခုမှာတွက်တင်ရမှာဖြစ်ပါတယ်ခင်ဗျာလူတော်တော်များများကဗီဒီယိုတင်လို့ရှိရင်တာမန်တင်နေကြအပေါင်းပုံစံလေးကိုပဲနှိပ်ပြီးတော့တင်နေကြတာဖြစ်ပါတယ်အဲ့မှာတင်မယ်ဆိုရင်ကျွန်တော်အခုပြောမယ့်နေရာမှာတင်လောက်တော့ view ရမှာမဟုတ်ပါဘူးခင်ဗျာအဲ့တော့ view အမြန်ဆုံးတက်စီမဲ့ဗီဒီယိုတွက်တင်ရမယ့်နေရာလေးကျွန်တော်အခုပြပြပေးမယ်ကဲ view တက်အောင်ဗီဒီယိုတွက်တင်ရမယ့်နေရာလေးကတော့ကျွန်တော်အခုပြထားတဲ့ creator set insight ဆိုတဲ့နေရာလေးဖြစ်ပါတယ်ခင်ဗျာကဲဘယ်လိုတင်ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်အခုပြပြပေးမယ်အဲ့ creator set insight ဆိုတဲ့စာလေးကိုကျွန်တော်တို့ TikTok ရဲ့ search bar မှာရိုက်လိုက်ပါခင်ဗျာရိုက်ပြီးရင်ကျွန်တော်အခုပြထားလို့လေးကြာလာမယ်အဲ့လိုကြာလာလို့ရှိရင်ကျွန်တော်အခုပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါခင်ဗျာအဲ့လိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ TikTok တင်နေကြပုံစံလေးကိုယ့်ဘက်ကိုဗီဒီယိုလေးရိုက်လို့ရမယ်ရိုက်ပြီးသားဗီဒီယိုလေးကိုလည်းတင်လို့ရမယ့်ပုံစံလေးရှိနေမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီမှာကိုနှစ်သက်တယ်လို့ရိုက်ပြီးတော့ပဲတင်ဗီဒီယိုယူပြီးတော့ပဲတင်လို့ရပါတယ်အဲ့တော့မိတ်ဆွေ